နောက်တနေ့မနက်မှာတော့ရွာကလေးကဖုံးဆန်တိုင်းအသက်ဝင်နေပါတယ်ဒါပေမဲ့ပုံမှန်နဲ့မတူတာကလူတွေရဲ့မျက်နှာမှာစိုးရိမ်ရိပ်တွေရှိနေကြတာပဲရွာလေကကွက်ပြင်မှာလူစုစုနဲ့ဘာတွေပြောနေကြတာလဲဆိုတာနားထောင်ကြည့်အောင် အိုးကွယ်ကျုပ်ဖြစ်ဖြောယုံတဲ့ရင်စက်တီးထားတဲ့ဥကန်ကောင်းရင်မနေ့ညကကျုပ်သူမောင်ဖို့ပြန်လာလားဟိုဘက်လည်းကညောင်မင်းကြီးနားယုတ်ကလူတရက်ကြော်လောက်ရှိရဲ့အမဲရောင်ကြီးလမ်းကိုပိတ်ရက်နေတဲ့ ဒါရင်ဘက်ကမလဲအမစင်ကြီးရဲ့ကျုံနွားတွေလည်းမင်းညကမအိပ်ပဲတဝါဝါနဲ့អော်နေတာအဲ့ဒီညောင်ပင်ဘက်ခုကြည့်ပြီးអော်နေတာတခုခုတော့တခုခုပဲ အဲ့ဒီအပင်ကအရင်ကတည်းကနှဆိုးရှိတယ်လို့လူကြီးတွေပြောခဲ့ကြတာအခုတလောရွာထဲမှာအလှူတန်းလဲနဲ့လူတွေကတည်းတီလာပြက်နေကြတော့အဲ့ဒီအကောင်ကကျန်းလာတာဖြစ်မယ် ဟေးဟိုလုံးလာအောင်ဗျာခင်ဗျားလေတဲ့ကညောင်ပင်ကြီးနာတတိထားအောင်နော်ဒီမနေ့တင်ဒေါ်စင်အေးပြောနေတာအဲ့ဒီနားမှာတခုခုမြင်ရတယ်တဲ့ ဘေးတို့ကလည်းကွာအလန့်တကြားနဲ့ငါအဲ့ဒီအပင်အောက်မှာနားလာတာနှစ်ပေါင်းမနေတော့ဘူးဘာမှလည်းမဖြစ်ပါဘူးတရေဆိုတာကကြောက်တဲ့သူကိုမှခြောက်တာပါကွာ အမလေးကိုလုံးရဲ့မပေါ့ပါနဲ့တော်ကသားနဲ့မယားနဲ့လှမောင်ကိုတော့မေးကြည့်ပါဦးသူကအထက်လိုင်းเสียဆိုတော့တခုခုတိမှာပေါ့ လှမုံကတော့အမြဲတမ်းသားနေတာပါပဲကဲငါသွားပြီနေမြင့်ရင်အလုံးမပြီးပဲနေဘူးပဲ ဟေးမောင်ဘုံမင်းဖေလဲတဲ့ကညောင်မင်းကြီးမှာတရေရှိတယ်ဆိုတကယ်လား ဘာတရေလေဝါနာဖီကဒါရှိတယ်နားလည်းလုံးလေးခွက်ရှိတယ်တရေလိုင်းပစ်ထဲလဲမဘော မင်းကပြောတာညာကြောင်ရင်တော့မင်းလည်းအင်တာနက်ထွက်ရတာမဟုတ်ပါဘူး မယုံရင်လိုက်ခင်မလားနာအဖေနဲ့အမေကနာအိုကောက်ွယ်ပြီးမှနာကဘာမှမကြောက်ဘူး ဒီနေ့လာပညာနမိတ်ကမကောင်းဘူးကိုလုံးတို့မိသားစုကိုဒီညအိမ်ကနေအပြင်းမထွက်ခိုင်းမှထင်မယ်ငါတူမေမောင်ဖုံးရဲ့အစာတားကလည်းဒီညမှာအညံမိုင်းညောင်းနေတယ် ဦးလှမောင်တယောက်အချိန်မီတားဆီးနိုင်ပါမလားကံကြမ္မာရဲ့ပြီးလုံးကတော့တဖြည်းဖြည်းလဲပတ်နေပါပြီပျော်ရွှင်စရာမိသားစုတွေရဲ့အပေါ်မှာအမောင်ထုကလက်တကန်းအလိုကိုရောက်ရှိနေပါပြီ